ဘာသာရေးလောက်တာကနန်းဘွားရဲ့အစိတ်ပိုင်းတစ်ခုလို့ပြောလို့ရပါတယ်။နန်းတို့လိုနိုင်ငံခြားမှာနေနေတဲ့လူတွေကိုကိုခွဲတဲ့ဘာသာရေးနဲ့ကိုလုပ်နေတဲ့အလုပ်ကိုတွဲလုပ်စီခြင်းပါတယ်။ဒီလိုမျိုးဘုန်းကြီးကျောင်းမှာသွားပြီးကုသိုလ်မလုပ်နိုင်ရင်တောင်မှကိုမူနေနေတဲ့အခန်းမှာဖျားဝပြုတ်တာတွေလုပ်နိုင်ပါတယ်။ဥပမာကိုအိယာမဝင်ခင်မှာအနန္တငါးပါးကိုဥချပြီးမှအိတ်တာမျိုးပေါ့နော်နိုင်ငံခြားမှာနေပြီးအလုပ်လုပ်နေတဲ့လူငယ်တွေကအလုပ်ဖိအားတွေအဖက်ဖက်ကနေစိတ်ဖိအားတွေရှိနိုင်ပါတယ်ဒီလိုအဖက်ဖက်ကနေဖိအားတွေကြုံတွေ့နေရတဲ့ချိန်မှာဖိအားတွေကြားကနေကိုယ့်ရဲ့စိတ်ကိုအမြဲတမ်းတတိကတ်နိုင်ဖို့ဘာသာရေးကိုလုပ်ပေးတာကကောင်းနေပေါ့နော်ဘာသာရေးလောက်တာကအခက်ခဲတွေကြုံလာတဲ့အခါတွေမှာလည်းမြန်ကျော်ဖြတ်နိုင်တယ်လို့မျိုးနန်းကိုယ်တိုင်ခံစားရတယ်ပေါ့နော်ဒီဗီဒီယိုကိုနန်းဝါဆိုလာပြည့်နေတုန်းကထိုင်းဘုံကြီးကျောင်းတက်ရင်ရိုက်ထားတဲ့ဗီဒီယိုလေးပါရှင်ဒီဘက်ကထိုင်းနိုင်ငံဘက်မှာတော့ဘုံကြီးကျောင်းကိုလာတာတက်ကြီးရွယ်အိုပိုင်းတွေပဲလာတာများတယ်ပေါ့နော်။ထိုင်းအဖွားကတောင်းနန်းကိုပြောလိုက်သေးတယ်။ဘုံကြီးကျောင်းလာတာကတက်ကြီးရွယ်အိုတွေပဲလာတာများတယ်တဲ့။နန်းကဆေးတုတ်တဲ့အလုပ်လုပ်တဲ့ချိန်လောက်မှာပဲကိုယ့်ရဲ့မြန်မာလူမျိုးတွေအချင်းချင်းနဲ့ကြီးသွေးဆက်ဆံရတာရှိတယ်။နန်းအရင်တုန်းကကွန်ဒိုအလုပ်အင်အလုပ်လုပ်တာဟိုတယ်အလုပ်လုပ်တာစီခန်းအလုပ်စတဲ့နေရာတွေမှာကထိုင်းလူမျိုးတွေနဲ့ပဲအနေများပြီးထိုင်းလူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့ဘာသာရေးပိုင်းတွေကိုထိတွေ့တင်ယူခွင့်ရခဲ့တယ်။ဈေးတုတ်တဲ့အလုပ်ကလွဲရင်ကျန်တဲ့နေရာတွေကတရားရခိုင်နှုန်းထိုင်းလူမျိုးတွေနဲ့ပဲအနေများပြီးမိသားစုဝင်တွေလိုမျိုးကိုယ့်အပေါ်ကောင်းပြီးတဲ့တထေးနဲ့ထိုင်းတငယ်ချင်းမိတ်ဆွေတွေနဲ့တွေ့ခွင့်လည်းရခဲ့ပါတယ်။နန်းလုပ်ခဲ့ဖူးတဲ့အလုပ်အားလုံးထဲမှာပါကွန်ဒိုအလုပ်လေးပေါ့နော်။နန်းအရင်လုပ်ဖူးတဲ့ကွန်ဒိုအလုပ်ကတထေးကနန်းကိုအလုတ်သမားတယောက်လိုမမြင်ပဲမိသားစုဝင်လူမျိုးသက်ဆံပေးတယ်နှွေးထွေးမှုပေးတယ်ထိုင်းလူမျိုးတွေရဲ့ယဉ်ကျေးမှုနဲ့ဘာသာရေးကိုလည်းတင်ယူခွင့်ရခဲ့တယ်အဲတထေးမစီမှာပေါ့နော်အဲကွန်ဒိုမှာနန်းကဘာသာဝင်တွေလို့ရလဲဆိုရင်ကွန်ဒိုတစ်ခုလုံးရဲ့ကိစ္စကြီးငယ်နန်းပဲတာဝန်ယူဖြည့်ရှင်းပေးရတယ်ပေါ့နော်ဒီလိုနဲ့အဲကွန်ဒိုမှာနန်းအလုပ်လုပ်ပေးနေတဲ့ကွန်ဒိုမှာကွန်ဒိုပထမထပ်ကိုငါပြီးအဝတ်လျှော်လုပ်ငန်းဖွင့်ထားတဲ့အဖွားတယောက်ရှိတယ်နန်းကိုလည်းအရန်ရှိတဲ့အဖွားလို့ပြောလို့ရတယ်ပေါ့နော်အဲကွန်ဒိုမှာတထေးမကနန်းကိုအခန်းတစ်ခန်းပေးတယ်အခန်းငှားစရာမလိုဘူးပေါ့နော်နန်းအဲကွန်ဒိုမှာအလုပ်လုပ်ရင်အဲ့ဒီအဝတ်လျှော်ဆက်ကအဖွားနဲ့နန်းခင်သွားတယ်အဲဖွားကတော့ထိုင်းလူမျိုးပေါ့နော်သူ့မှာကသား3ယောက်ရှိတယ်ဒါပေမဲ့သား3ယောက်လုံးကသူနဲ့အတူတူမနေကြဘူးပေါ့နော်နန်းကိုဆိုရင်လည်းသမီးတစ်ယောက်လိုမျိုးချစ်ပေးတယ်အဲ့ဒီကွန်ဒိုမှာအလုပ်လုပ်တဲ့တခြားလုံးမှာသမင်းဟင်းဆိုလည်းမချက်ရအောင်ပေါ့နော်အဲအဖွားကပဲသူကသမင်းဟင်းတွေပိုချက်ပေးတယ်ပြီးတော့သမင်းဟင်းတွေမချက်နဲ့ငါခါမှလာစားအဲ့လိုမျိုးပြောတယ်ပေါ့နော်ပြီးတော့အဖွားကစီးချိုယောဂရှိတော့ညဖက်တွေမှာသူနေမကောင်းတဲ့ညတွေဆိုရင်နန်းကအဖော်လာပြုတ်ပေးတယ်သူ့ရဲ့ခါမှာအဖော်အိတ်ပေးဖြစ်တယ်ဒီလိုနဲ့ပဲအဖွားကနန်းကိုရမ်းချစ်တယ်နန်းကလည်းအဖွားကိုအမေတယောက်လိုမျိုးအဖွားတယောက်လိုမျိုးချစ်တယ်ပေါ့နော်အဖွားကထိုင်းဖယားနေတွေဆိုရင်နန်းကိုဘုံကြီးเจ้าမှာအလူသွားလို့ဖို့ခေါ်သွားတတ်တယ်အဲကြောင့်နန်းလဲဖယားနေဆိုထိုင်းဘုံကြီးเจ้าတွေတွားပြီးကုသိုလ်လုပ်ရတာအကျင့်ပါသွားတယ်ရှင်ပြီးတော့အဲကွန်ဒိုကတထေးမကနန်းကိုထိုင်းစာတွေလည်းတင်ပေးပြီးထိုင်းမှာကျောင်းဆက်တက်ပါလားလို့တထေးမကနန်းကိုအခွင့်အရေးပေးခဲ့ပြီးမြဲနန်းဘက်ကအစီအစဉ်ပြမှုတွေရှိနေတော့နန်းထိုင်းမှာကျောင်းဆက်မတက်လိုက်ရပါဘူးရှင်နန်းကိုမိသားစုဝင်တယောက်လိုမျိုးဆက်ဆံပေးတဲ့တထေးရဲ့မိသားစုဝင်တွေနဲ့အဝိရှော်ဆိုင်ကားဖွားကိုလည်းအရန်ကျေးဇူးတင်မိပါတယ်